မဲမင်္ဂလာပါရှင်မတို့ရေမင်းဒီနေ့လေပစ္စည်းအသစ်ဒီဇိုင်းတွေလေအများကြီးဆင်ထားပါတယ်ရှင်အရန်ကိုလှလွန်းလို့ပါနော်မတို့ရေဒီမှာတူရောင်လောက်ကတ်တီလေးလေအရန်လှတယ်ရှင်မတို့ဒီမှာနော်ဒါလေးဆိုလေမြစိမ်းလေးမိုးကုန်းမြတာအောက်ဆိုင်ကိုလေကြောက်ပွင့်တန်းနေပါတကယ်ကုန်ပါလေငွေတယ်လက်ရအတိုင်းပဲဝေးရပါမယ်ရှင်တူကလာလောက်ကတ်တီလေးဒီမှာဆွဲချိုးသုံးတဲ့တဝစ်ချင်နေဆိုလဲတဝစ်လို့ရပါတယ်ဒါဆိုရင်ခရမ်းဆွဲနော်ဒီကခရမ်းဆွဲဆိုမိုးရေဆက်ကတ်တင်လေးနေအထီးကလည်းမိုးရေဆက်လေးနော်ဒါမျိုးတွေကတ်တင်ရှားတယ်ကြောက်ဒီဇိုင်းလေးလည်းရှားရရှင်မတို့နော်မနဲ့ဆွဲလေးတွေရှင်ရန်လာပါတယ်ဒီမှာဒါလေးဆိုရင်မိုးကုန်းမြတာအောက်ဆိုင်ငွေနဲ့ဆွဲလေးဒါကကြတော့ခရမ်းဆွဲငွေနဲ့ဆွဲလေးရယ်ပြီးတဲ့ခါကျတော့တူကလေဒီမှာခါနဲ့ငွေနဲ့ဆွဲလေးတွေပါရှင်မတို့နော်ဒီရဲ့အထည်တွေကလုံးဝမငွေရည်မီရနော် quality အမြင့်စားတွေပဲတုံးထားပေးတယ်ရှင်မတို့ဒီမှာဒါလေးဆိုတူရောင်နဲ့ဆွဲလေးဒီမှာနောက်ထပ်ရှိသေးတယ်တူရောင် locket sorry တူရောင်ငကတ်လေးပဲရှင်မတို့နော်စိတ်တစ်ပတ်လေးနဲ့ထားလေးဒီက locket ဒီဆိုမှထည့်ပြီးမှလေးကိတ်နေရောရှင်မတို့နော်အရန်လာတော်လေးပါဒါလေးတွေကကြတော့ဒီမှာအင်္ဂါအဆောင်နော်အင်္ဂါသားမြတ်တဲ့ဆောင်တာတနာတစ်လုံးငကတ်လေးတွေရှင် instructor ဆိုလေးမတို့၄စုံပဲရှိမှာနော်ဒီမှာဒါလေးတွေဆိုလက်စွပ်လေးတွေရှင်မတို့ရေနော်တကယ်ကိုမှလက်စီဆက်ဆက်လေးကိုလေချေမိုးနေရဝတ်သွားရမယ်ဆိုင်လေးမှာဒီမှာငကတ်ဒီမှာညာစိမ့်နဲ့ကဆိုထက်ကြီးတွေမှာကြီးတွေမှာကြိုက်တဲ့မိုက်ရွယ်နော်ဒီမှာလက်စွပ်ညာစိမ့်လက်စွပ်ခရမ်းဆွဲတူရောင်မှာတော့နော်ပစ္စည်းတွေအများကြီးဆင်ထားပါတယ်ညီမလေးဗီဒီယိုနောက်တစ်ပုတ်ထဲမှာကြတော့လေတမျိုးစင်းစီရဲ့ဈေးနှုန်းလေးပြန်မှတင်ပေးပါမယ်ရှင်ဒီနေ့လက်ကောက်လေးလည်းပါတယ်မတို့နော်ဒီမှာတန်တာလက်ကောက်လေးလည်းပါတယ်ရှင်